Hello မင်္ဂလာပါဒီနေ့တော့ကျွန်တော် psychology နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးဆက်ပြီးတော့ရှင်းပြတော့မယ်နော်ဒီနေ့ဒီနေ့သင်ခန်းစာဒီနေ့ share လုပ်မယ့်သင်ခန်းစာကဘာလဲဆို3 roller coaster stages roller coaster နဲ့ပတ်သက်တဲ့ဒီအဆင့်3ဆင့်ပေါ့နော်အဲ့ဒီအဆင့်3ဆင့်က training မှာဘယ်လိုရှိနေတယ်လဲဆိုတော့ကျွန်တော် psychology ဘိုင်းလေးနည်းနည်းလေးကိုဒီကကျွန်တော်ရဲ့ subscriber တွေကိုကျွန်တော် share လုပ်ပေးခြင်းပါတယ်ကျွန်တော်က training လုပ်တော့မယ်ဆိုရင် roller coaster တစ်စင်းကိုဆက်စီလိုက်တယ်လို့ပဲပေါ့နော်ကျွန်တော်ကဒီအဆင့်လေး3ဆင့်ရှိတယ်ဒါတွေကဘာတွေလဲဆိုတော့ပထမတစ်ဆင့်အနေနဲ့ကျွန်တော်က landing stage ဆိုတာက roller coaster ပေါ်ကျွန်တော်တက်ထိုင်နိုင်ပြီဒီဘယ်လိုပြောမလဲအနေမြင့်အတက်ကြတွေမရောက်ခင်စက်ကြားလေးမှာကျွန်တော်စထွက်တဲ့အချိန်လေးမှာကျွန်တော်ကဒီ excited ဖြစ်နေတာပေါ့နော်အဲ့ဒီပုံမှာနည်းနည်းလေးစိတ်လှုပ်ရှားနေတာဘယ်လိုတဲထဲရင်မှုတွေခံစားရမလဲဆိုတော့စိတ်လှုပ်ရှားနေတဲ့အဆင့်နော်အဲ့ဒီမှာကြာကျွန်တော်တို့ကဘာတွေလုပ်မလဲဆိုတော့ကျွန်တော် lesson ဒီ training နဲ့ပတ်သက်ပြီးတော့ဘာတွေလုပ်မလဲဆိုတော့လူတွေကroller coaster မှာလိုပဲလာမဲ့ဒီအရာကိုတွေးပြီးတော့ဟိုစိတ်လှုပ်ရှားနေတာတွေဘယ်လိုသွားမလဲဆိုတော့ကျွန်တော်လိုက်လေ့လာနေတာလေးဒီရှိတယ်လို့မျိုးလမ်းကြောင်းဘယ်လိုရှိတယ်ဆိုတာလိုက်လေ့လာနေတယ်လို့မျိုးပဲဒီ trading မှာလည်းပဲကျွန်တော် learning stage ဖြစ်တဲ့အတွက်ကြောင့်ဒါကိုကျွန်တော်ကလေ့လာမယ် lesson တွေလုပ်မယ် lesson video တွေကြည့်မယ်နော်စာအုပ်တွေဖတ်မယ် training book တွေဖတ်မယ် class တွေ join မယ်အဲ့နေပြီးတော့ကျွန်တော်တို့ strategy တွေရှာမယ်ပေါ့နော်like ဒီ prior action လိုမျိုး systematic concepts လိုမျိုး ICT လိုမျိုးCRT လိုမျိုးအဲ့ဒီလိုမျိုးကျွန်တော်တို့ training strategy ရှာပြီးတော့ကျွန်တော်တို့ကဒါတွေလေ့လာမယ်အဲ့လိုမျိုးလေ့လာရင်းနဲ့ကျွန်တော်တို့ကကိုယ့်ကိုယ်ကိုလုံလောက်ပြီလို့ထင်တဲ့ချိန်ကျကျွန်တော်တို့က second stage ဖြစ်တဲ့ဒီတကယ်အနေမြင့်အသက်ကြဖြစ်တဲ့လမ်းကြောင်းကိုကျွန်တော်တို့စပြီးတော့ရောက်လာပြီပေါ့နော်အဲ့ဒီမှာကျတော့ကျွန်တော်တို့ကဘယ်လိုထပ်ပေးထားလဲဆိုတော့ struggling stage ပေါ့နော်ကျွန်တော်တို့ကဒီဘယ်လိုပြောမလဲရုန်းကန်ရတဲ့အခြေအနေဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကအခုရေရင်သူအခုရေကြည်မတော့ရအောင်ဆိုတဲ့သဘောတရားလိုပဲကျွန်တော်တို့ကအခုဒါကိုလေ့လာလိုက်ရင်လည်းအခုဒါကြီးမှာ profitable ဖြစ်ဖို့ဆိုတာမဖြစ်နိုင်ဘူးလုံးဝအရင်ခက်တယ်ပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်တို့ကအာစပြီးတော့ live trading demo trading တွေပါတယ်လုပ်နေနဲ့live trading ဘက်ကိုပြောင်းလာတယ်ပေါ့နော်live trading ဘက်ကိုပြောင်းလာပြီးတော့ live trading လုပ်တဲ့ဒါမှမဟုတ် funded trading တွေပါတယ် join တယ် join ရနေပြီးတော့ကျွန်တော်တို့က loss again and again ဆက်ဘယ်လိုပြောမလဲထပ်ကရှုံးလာတယ်ကျွန်တော်ရဲ့ equity တွေကုန်တယ်အဲ့ဒီမှာကျွန်တော်ကကျွန်တော်ရဲ့ strategy တွေ fail တယ်ဆိုပြီးတော့ကျွန်တော်ကထင်ရတယ်အဲ့ဒီမှာကျွန်တော်က strategy ကိုတစ်ခုပြီးတစ်ခုပြောင်းနေပေါ့နော် strategy ကိုတစ်ခုပြီးတစ်ခုပြောင်းရနေပြီးတော့ဘာဖြစ်လာလဲဆိုတော့ကျွန်တော်အချိန်ကြီးပိုကြလာပေါ့နော်ဒီနေရာမှာကျွန်တော်ကဒီလိုမျိုး struggle ဖြစ်တဲ့အချိန်မှာကျွန်တော်က strategy ပြောင်းမဲ့စားအဲ့ဒီ strategy မှာဘာတွေလိုအပ်နေလဲဆိုတော့ကျွန်တော်ကပြန်ပြီးတော့ဒီ learn from mistake ပေါ့နော်အမှားတွေကနေကျွန်တော်ကသင်ယူရမှာအဲ့ဒါကိုလူတွေကဒီမှာစပြီးတော့ဘယ်လိုပြောမလဲအမြင်ရချင်စောနဲ့သူတို့ကဘာလုပ်ကြလဲဆိုတော့အဲ့ဒီ strategy ကိုတစ်ခုပြီးတစ်ခုပြောင်းရနေပြီးတော့အချိန်ပိုကြသွားတယ်ပြီးတော့ discipline ပေါ့နော်ဒီစီမင်းစည်းကမ်းတွေလိုက်နာတယ် risk management တွေရှိမယ်ဒါတွေကိုသူတို့ကမလိုက်နာတဲ့လူတော့ဒီကောင်ဒီမှာရှုံးတယ်နော်ပြီးတော့အာစိတ်တွေမရှိဘူးပေါ့နော်ဒါတွေကနေပြီးတော့ကျွန်တော်ကရှုံးတယ်ဒါကြောင့်မလို့အာဒီနေရာမှာလူတွေကထွက်ကြတာဘာဖြစ်လို့လဲဆိုတော့လူတွေကအခက်ခဲတဲ့အခြေအနေကိုသူတို့ကတိတ်ပြီးတော့မခံချင်ကြဘူးမခံချင်ရတဲ့အတွက်ကြောင့်သူတို့ကအဲ့ဒီနေရာမှာထွက်လိုက်တယ်ထွက်လိုက်ပြီးတော့ဘယ်လိုပြောမလဲအရှုံးပေးလိုက်တယ်ပေါ့နော် give up လုပ်တာနေပြီးတော့ကျွန်တော်က trading မှာမအောင်မြင်ရတာဖြစ်တယ်အဲ့တော့ဒီ trading မှာကျွန်တော်တို့ဒီအဆင့်30မှာကျွန်တော်ဒုတိယအဆင့်ကိုကျွန်တော်ကကျော်နိုင်မှတတိယအဆင့် profitable stage ကိုရောက်မှာပေါ့နော်အဲ့တော့ကျွန်တော်ကဘယ်လောက်ပဲရှုံးနေပါစေအောင်တော့ကျွန်တော်ရဲ့အမားတွေကနေကျွန်တော် strategy မှာဘာတွေလိုအပ်နေလဲကျွန်တော် discipline ကဘာတွေအားနည်းနေလဲ management risk management အရာကျွန်တော်ဘာတွေလိုအပ်နေလဲနော်ကျွန်တော် emotion ကဘာတွေလိုအပ်နေလဲဆိုတော့ကျွန်တော်ကဒီနေရာမှာကျွန်တော်က test လုပ်ရမယ်ပြန်ပြီးတော့ဒီຢာတွေကိုကျွန်တော်ကဒီအာအမှားတွေကိုသင်ခန်းစာယူပြီးတော့ကျွန်တော်ကအာဒီနေရာမှာအခြားသူလူများစုထွက်တဲ့နေရာမှာကျွန်တော်ကမထွက်ဘဲနဲ့ကြက်ခံရမယ်တနည်းအားဖြင့်ပြော endure ဖြစ်ရမှာပေါ့နော်ဒါမှကျွန်တော်ကရှေ့ဆက်ပြီးတော့နောက်ဆုံးအဆင့်တစ်ခုဖြစ်တဲ့ဒီ profitable stage ကိုရောက်လာ profitable stage မှာကျတော့ကျွန်တော်ကမုံတိုင်းပြီးသွားလို့ကျွန်တော်ကစိတ်အေးလက်အေးနဲ့ဖြစ်လာတဲ့အချိန်ပေါ့နော်
ဘယ်လိုလဲဆိုတော့ကျွန်တော်ကကျွန်တော်ကိုကျွန်တော်တို့ပို့ပြီးတော့ယုံကြည်လာပြီပို့ပြီးတော့ rely လုပ်လာပြီပြီးတော့ကျွန်တော်ကစပြီးတော့ဘယ်လိုပြော master ဖြစ်လာပြီ psychology နဲ့ပတ်သက်ပြီးကျွန်တော် master ဖြစ်လာပြီဒီ struggle state မှာလို့ပြောကျွန်တော်ကအာဟိုလိုဒီလိုမဟုတ်တော့ဘူးဗျာဒီလားဘယ်လိုပြောမလဲဘယ်လိုပြောမလဲသူများရောင်းခိုင်းလို့ရောင်းတာမျိုး secondary အောက်ကိုသူများဝယ်ခိုင်းလို့ဝယ်ခိုင်းတဲ့အဆင့်ကနေပြီးကျွန်တော်ကကိုpsychology အောင်ဒါငါရဲ့ strategy ကဒီလိုဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ကတေချာပေါ့ကို rely လုပ်ပြီးတော့ကိုယ့်ရဲ့ psychology နဲ့ပတ်သက်ပြီးတော့ဒီ master ဖြစ်လာပြီပေါ့နော်အဲ့တော့ကျွန်တော်က trade လုပ်တဲ့အချိန်ကကျွန်တော်တို့ရဲ့စက်တက်အရာကျွန်တော်ရဲ့ဒီ rule တွေအရာကိုက်ညီမှုရှိတဲ့အချိန်မှသာရင်ကျွန်တော်က trade လုပ်တော့တယ်ပြီးတော့ကျွန်တော်ရဲ့ consistency ဖြစ်တဲ့ဒီ consistency ကိုပို့တော့အာရုံစိုက်တဲ့အစမပြတ်လုပ်နေတာပို့တော့အာရုံအစမပြတ်ဆိုတာအဲ့လိုပြောတာမဟုတ်ဘူးเนาะဒါအချိန်တိုင်းလုပ်နေတာမျိုးပြောတာမဟုတ်ဘူးကိုယ့်ရဲ့ day by day မှာကျွန်တော်ကလုံးဝနေ့တိုင်းလေးကိုကျွန်တော်ကပုံမှန်လေးလုပ်သွားတာကို consistency လုပ်ခေါ်အဲ့ဒီ consistency ကိုကျွန်တော်အာရုံစိုက်လာတယ်ပြီးတော့အာစိတ်လှုပ်ရှားတာတွေမရှိတော့ဘူးလုံးဝဘယ်လိုပြောမလဲအသေးနှလုံးမှာတဲ့နှလုံးသားကြောက်ခဲလိုမျိုးလူသားလိုမျိုးဖြစ်သွားတာပေါ့နော်ပြီးတော့ကျွန်တော် risk တွေကို management လုပ်တယ်ဘယ်လိုလဲဆို pro တယောက်လိုမျိုးပေါ့နော်အဲ့ဒီကနေပြီးတော့ကျွန်တော်က profit တွေရလာတာပြောမယ်ဆိုဒါကိုပြင်ပြီးခြုံငုံပြောရမယ်ဆိုပထမအဆင့်မှာကျွန်တော်က landing phase တစ်ခုမှာကျတော့ကျွန်တော်ကဘာမှမလုပ်ရသေးဘူးเนาะဒီຢာတွေကိုအစိမ့်တက်တက်နေကျွန်တော်စလေ့လာတယ်စလေ့လာနေပြီးတော့ကျွန်တော်က strategy တွေကိုတွေ့လာမယ်အဲ့ဒီ strategy ကနေပြီးတော့ကျွန်တော်တို့လိုချင်တဲ့ strategy တစ်ခုကျွန်တော်က train မယ်အဲ့ဒီ train ပြီးတဲ့အချိန်မှာကျွန်တော်ကတကယ် reality market တွေကိုကျွန်တော်ဝင်မယ်ဝင်ပြီးတော့ကျွန်တော်ကအဲ့ဒီ strategy ကိုကျွန်တော်က test လုပ်မယ်အဲ့ဒီ strategy ကိုကျွန်တော်ကအဲ့ဒီ strategy နဲ့ကျွန်တော် live train မယ်ပေါ့နော်အဲ့ဒီဒါနေဘာတွေဖြစ်လာမလဲဆိုအဲ့ဒီမှာကျွန်တော်ကဒီ second stage မှာကျတော့နည်းနည်းလေးခက်ခဲတဲ့အခြေအနေတစ်ခုကျွန်တော်ရင်ဆိုင်လာမယ်ရင်ဆိုင်လာတဲ့အချိန်မှာကျွန်တော်ကကြက်ကြက်ခံနိုင်မှုလဲကြက်ကြက်မခံနိုင်ဘူးလေဒီနေရာမှာကျွန်တော် quick လုပ်မယ်ဆိုရင်ကျွန်တော်ကအရှုံးပေးမယ်ဆိုတာအာခင်ဗျားဒီနေရာနဲ့ပြီးဆုံးသွားလိမ့်မယ်ပေါ့နော်အဲ့ဒီမှာအဲ့ဒီအရာကိုကြက်ကြက်ခံပြီးတော့ဒုတိယအဆင့်ဖြစ်တဲ့ကြက်ကြက်ခံပြီးတော့ကျွန်တော်ကကြော်လွှားလာနိုင်တဲ့အချိန်ကကျွန်တော်ကတတိယအဆင့်ဖြစ်တဲ့ profitable stage ကိုရောက်မယ်အဲ့ဒီအစဉ်ရောက်သွားခြင်းကကျွန်တော်ရဲ့နှလုံးသားကအရင်မှကြောပါပြီကျွန်တော်ရဲ့psychology ကလည်းအရင်ကောင်းသွားပြီပေါ့နော်ကိုယ့်ကိုယ်လည်းယုံကြည်မှုတွေပိုတိုးလာပြီကိုယ့်ကိုယ်ပိုပြီးအားကိုးလာတယ်ပေါ့နော်ပြီးတော့ကျွန်တော်ကအများတိုင်း trade လုပ်နေတာမျိုးမဟုတ်တော့ဘဲねကျွန်တော်ရဲ့ entry model တွေ rules တွေအကိုက်ညီမှုရှိတဲ့ချိန်မှာဒါ trade လုပ်မယ်ပြီးတော့ consistency ကိုပိုပြီးတော့ focus လုပ်လာပေါ့နော်ပြီးတော့စိတ်ကအရင်လှုပ်ရှားတာမျိုးမရှိတော့ဘဲねrisk ကိုတေချာလေး management ပိုပြီးတော့လုပ်လာနိုင်မယ်ပေါ့နော်ဒါကကျွန်တော်ဘယ်လိုပြောမလဲကျွန်တော်ဖြတ်ကျော်မဲ့အရာပေါ့နော်ဘာလို့လဲဆိုကျွန်တော်ဘယ်ရမှာတော့ကျွန်တော်လွယ်ကူနေပေါ့နော်ဒီအဆင့်၃ဆင့်ကိုကျွန်တော်ကဖြတ်ကျော်နိုင်မှတနည်းအားဖြင့်ပထမအဆင့်ကိုကျွန်တော်ကတေချာလေးဘယ်လိုလဲပြီးဆိုတော့ကျွန်တော်လုတ်ခဲမှ second stage မှာကျွန်တော်ကနည်းနည်းလေးဟိုဖြစ်လိုက်မယ်ပြီးတော့ဒီတတိယအဆင့်မှာလည်းပဲကျွန်တော်တတိယအဆင့်ကိုရောက်မယ်အဲ့တော့ပထမအဆင့်ကိုကျွန်တော်ကကြော်ပြီးတော့လုတ်ချင်တော့မရဘူးဆိုလိုချင်တာကပထမအဆင့်ကိုတော့မှဘာမှမလေ့လာရသေးဘဲနဲ့ဒုတိယအဆင့်ဆိုတာယူကျွန်တော်တို့တွားပြီးတော့စဉ်းစားလို့မရဘူးတတိယအဆင့်ဆိုတော့တွားပြီးတော့စဉ်းစားလို့မရဘူးကျွန်တော်စီကိုရောက်လာကြတယ်ဒီရက်ပိုင်းဒီမှာအတော်ဆိုးတယ်ပေါ့နော်ဘယ်လိုဆော့ရမလဲဘယ်လိုကစားရမလဲကျွန်တော်ပြောနေတာ okay ငွေမရှိဘူးဆိုရင်တင်နေမတက်နဲ့ကျွန်တော်ပြောချင်တာ YouTube ရှိတယ် YouTube မှာတွားပြီးတော့လေ့လာအများကြီးပဲ basis forest knowledge ဒါမှမဟုတ်အဲ့ဒီ basis ပြီးတော့ကျွန်တော်အဲ့ဒီကနေပြီးတော့ကျွန်တော်အဆင့်ဆင့်တက်သွားရမှာ learning phase ကိုကျွန်တော်လူတွေကကြတော့ဒီ learning phase ကိုမလုပ်ချင်ကြဘူးမလုပ်ချင်ကြတော့ဘာဖြစ်လဲဆိုတော့သူတို့ကဒီ second stage ကနေစရရင်ရှုံးတော့တော့ quick give up လုပ်လိုက် give up လုပ်လိုက်တော့ဘိုင်းမှာလက်ရှိတွေ့နေရလို့ပဲ blame နေတာဒါတွေကနေစတာအဲ့တော့သူကိုယ်တိုင်ကလည်းပဲ landing phase မရောက်ခဲ့ဘူး landing phase ကိုမပြီးခဲ့ဘူး second phase ကနေစတယ် second phase မှာနေသူက give up လုပ်သွားတယ်အဲ့တော့နောက်ဆိုတော့ဗာပြ profitable stage လည်းမရဘူးသူရောက်ဘူးလားဆိုလို့ဒီတစ်ဆင့်ပဲရှိတယ်အဲ့တော့မှသူကြော်ချခဲ့လို့တကယ်တမ်းကကျွန်တော်တစ်ဆင့်ပြီးတစ်ဆင့် step by step လုပ်ရမယ်ဆိုရင်ကျွန်တော်ကဒီလိုမျိုးအရာတွေဖြစ်လာစရာအကြောင်းလည်းမရှိဘူးပေါ့နော်ဟုတ်ဆိုကျွန်တော်ကတစ်ဆင့်ချင်းသွားပါတစ်ဆင့်ချင်းသွားပြီးတော့ဒီချာလေးစနစ်ကြလေးလုပ်ပါဒါမှခင်ဗျားတို့ကအောင်မြင်တဲ့ trader တယောက်ဖြစ်လာမှာပေါ့နော်အဲ့တော့ trading မှာ psychology ဒီ60%အရေးပါတယ်ဒီ60%ကိုခံနိုင်ဖို့အတွက်ကျွန်တော်ကအရှိက landing phase မှာကျွန်တော်ကကောင်းမွန်လုပ်ထားမှာဒီ60%ကိုကျွန်တော်ကအကောင်းမွန်ဆုံးကျွန်တော်က handle လုပ်နိုင်မယ်ပေါ့နော်ဒါလေးကျွန်တော်ကပြောချင်ပါတယ်ဆိုတော့
ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ see you ပါ see you the next video Mr. Bullish